ဆိုတော့ဒီတစ်ပတ်ကဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး24အငယ်1ကနေကျွန်တော်တို့စကြရမယ်ပြီးခဲ့တဲ့ပတ်ကရှောလုကဒါဝိဒ်ကရှောလုလိုက်လို့ပြေးရတဲ့အကြောင်းကိုကျွန်တော်တို့သိကြပြီမိလူမိခင်နီးလေးမှာဖျားသခင်ကအခွင့်မပေးတာကြောင့်ဒါဝိဒ်ရှောလုလိုက်ခြင်းအမှုကနေလွတ်ပြီးတော့မှသူပါလက်စတိုင်းတွေရှိရာဖက်ကိုရှောလုရဲ့ရန်သူတွေရှိရာဖက်မှာသွားနေရတော့ပေါင်းရတယ်ပေါ့အဲ့ဒါနဲ့ခန်းကြီး24အငယ်1မှာရှောလုသည်လည်းဖိလိတိလူတို့ကိုလိုက်ရာမှပြန်လာသောအခါဒါဝိဒ်သည်အင်္ဂရိတော၌ရှိပါ၏ဟုကြားလျှောက်ကြလျှင်ရှောလုကပါလက်စတိုင်းတွေနဲ့သွားပြီးတော့မှပါလက်စတိုင်းလူတွေကိုလိုက်ပြီးတော့ဟိုကထွက်ပြေးသွားတော့ပါလက်စတိုင်းတွေထွက်ပြေးသွားတော့ဒါဝိဒ်အမှုခေါင်းထဲပြန်ရောက်လာအဲ့ဒါကျွန်တော်တို့မှလည်းရှိတတ်တယ်နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအပြစ်တရားကြီးရဲ့ကျွန်ဖြစ်စဉ်ကာလမှာဆွဲလန်းခဲ့တဲ့ဇာတိပဂတိသဘောတွေရှိတယ်ဥပမာကျွန်တော်ပြောပြမယ်တချို့တွေကဖះเจ้าလာတဲ့အချိန်မှာတော့ဖះဝတ်ကိုစိတ်နှလုံးသားထဲမှာပြုပြီးတော့မှဖះဝတ်ကိုလည်းပြုပြီးဒီဖះเจ้าကနေလည်းထွက်ရောအပြစ်လုပ်ဖို့ရန်စိတ်ကချက်ချင်းပွားကနေပေါ်တော့တာပဲအဲ့ဒါမျိုးရှိနိုင်သလားရှိနိုင်တယ်အများကြီးရှိနိုင်တယ်နော်ဖုန်းလေးသုံးနေရင်းနဲ့ချက်ချင်းမကောင်းတဲ့အမှုအရာတွေကိုကြည့်ဖို့ရန်စိတ်ရောက်တတ်တယ်ချက်ချင်းဖြစ်တတ်တယ်နော်ဘာကြောင့်လဲဆိုတော့အပြစ်သားဆိုတော့လေအပြစ်သားဆိုပို့ဆိုးတာပေါ့တစ်ချိန်လုံးသူ့စိတ်ကဘာလို့ဖို့ပဲတတိယနေတော့တာလေအပြစ်လုပ်ဖို့ပဲဒါကြောင့်ညင်းခုန်ခြင်းမှစားသူတို့အဲ့ဒါပဲလုပ်ချင်တာလူချင်းတွေ့ပြီဆိုရင်တယောက်နဲ့တယောက်အဲ့ဒါပဲချောင်းတော့တာမိန်းကလေးတွေကိုတွေ့ရင်သူ့ရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်းချင်းကတ်တော့တာနော်အဲ့ဒါရှိတတ်တောက်ကြနေအရက်သမားတွေဟာဒီအမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ကျွန်တော်တို့ကတောက်ကြနေညံ့နေဆိုအလုပ်အားပြီတောက်ကြနေညံ့နေရောက်တာနဲ့အရက်တောက်တက်တဲ့သူဟာတောက်ကြနေညံ့နေရောက်တာနဲ့အလိုလျောက်ဘာလို့ဖို့တတိယသွားတာအရက်တောက်အခုလေရှောလုကပါလက်စတိုင်းလူတွေရှင်ဘရင်အလုပ်ဆိုတော့တိုင်းပြည်ကိုရန်သူတွေလာတိုက်အဲ့ရန်သူကိုသူပြန်တိုက်ပြီးပြန်လာတော့ခေါင်းထဲမှာသူဘသူကိုပဲပြန်တတိယလေဒါဝိဒ်ပမာလေဒါဝိဒ်ကိုအပြစ်လုပ်ဖို့ပဲသူချောင်းတော့တာအဆိုးဆုံးကတော့ကျွန်တော်တို့ယုံကြည်သူတွေဟာဖယားသခင်ရဲ့သားတွေပါလို့ကြွေးကြော်ရင်းနဲ့ပဲဖယားကိုပုံကန်ခြင်းအမှုအမျိုးမျိုးကိုခေါင်းထဲမှာတစ်ချိန်လုံးတတိယတကယ်သူရှောလုသည်တတိယအဲ့ဒါနဲ့ငယ်နေ့မှာဣသရေလအမျိုးသားအပေါင်းတို့တွင်ရွေးကောက်သောလူ3000တို့ကိုခေါ်၍တောစိတ်နေရာကြောက်တောင်တို့အပေါ်မှာဒါဝိဒ်နှင့်သူဤလူတို့ကိုရှာအံ့သောငါသွားလေအပြစ်လို့ဖို့အပြစ်မရှိတဲ့သူကိုတတ်ဖို့ဖမ်းဖို့လိုက်ပြီအဲ့ဒီအလုပ်ကိုရှောလုက तू မှန်တယ်လို့ထင်သလား तू မှားတယ်လို့ထင်မလား तू မှန်တယ်ဓမ္မသစ်ကာလမှာဆိုရင်တမန်တော်ကြီးရှင်ပေါလုဖြစ်မဲ့မဖြစ်ခင်ရှင်ရှောလုဘဝပေါ့ရှောလုဘဝမှာယုံကြည်သူခရစ်တော်နာမနဲ့ဖယားကိုကိုးကွယ်တော်သူမှန်သမျှတို့ကို तू ညှင်းဆဲတာ तू မှန်တယ်လို့ထင်လားမှားတယ်လို့ထင်သလား तू မှန်တယ်လို့ထင်ဒါကြောင့်ကိုမှန်တယ်ထင်တိုင်းဖယားနဲ့မမှန်ဘူးနော်အဲ့ဒါကိုဒီနေ့နှလုံးသွင်းကြစို့အငယ်3မှာလမ်းနာသို့တိုးချန်ရှိရာသို့ရောက်၍ဥမင်ကိုတွေ့သဖြင့်ရှောလုသည်အိမ်မီဟုဝင်လေ၏ဒါဝိဒ်နှင့်သူ၏လူတို့သည်ထိုဥမင်နှစ်ဘေးတစ်ဖက်တစ်ချက်၌နေကြ၏သူမသိဘူးအနားမှာသူဒါဝိဒ်ကိုရှာနေတာဒါပေမဲ့သူ့အနားမှာပဲဆိုတာသူမသိဘူးကျွန်တော်တို့ဘဝမှာလည်းအဲ့လိုဖြစ်တတ်တယ်သူတစ်ပါးကိုအပြစ်ရှာတဲ့အခါမှာသူတစ်ပါးထံကအပြစ်ကိုတော့တွေ့တယ်ဒါပေမဲ့ကို့အနားမှာကို့အထဲမှာပင်ရှိတဲ့အပြစ်ကိုတော့တွေ့တတ်သလားမတွေ့တတ်ဘူးကျွန်တော်တို့ကတခါတရံမှာကိုကျေးဇူးပြုခဲ့တဲ့ဘူးတဲ့သူကကိုကိုကျေးဇူးပြန်ကမ်းရင်ဝမ်းနေတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဖျားလောက်ခံရသလားမခံရဘူးနော်ဖျားသခင်ဆိုရင်စားကြီးတယောက်နှစ်ယောက်မဟုတ်ဘူးနော်တကဘာလုံးကသူ့ကိုဘာလုပ်တာလဲကျေးဇူးကမ်းတယ်နော်ဖျားကိုအော်စရာ
အဲ့ဒါဖယားကတီးခံတော်မူတယ်နော်ဖယားရဲ့တီးခံခြင်းကတော့ပြော၍ကိုမကုန်နိုင်ဘူးနော်အေး तू ကျွေးတယ် तू ပေးတယ် तू ထောင်းပါတယ်လူကျွန်တော်တို့လောကီသားအင်္ဂါဂျိုဘောကနေပြီးတော့ကဘာကြီးကိုလှမ်းကျင်ကဘာကြီးဟာသဲမှုန်လေးတစ်မှုန်လောက်ပဲရှိတယ်မိမ့်မိန်လေးတေးသေးလေးဘယ်ကနေကြည့်ရင်လဲအင်္ဂါဂျိုကနေလှမ်းကြည့်ရင်ကျွန်တော်တို့ကဘာကြီးပေါ်မှာကဘာကြီးကိုလှမ်းမြင်ရတာတေးသေးလေးအဲ့ဒီတေးသေးလေးပေါ်မှာကျွန်တော်တို့နေတယ်အဲ့လောက်အကွာဝေးတေးသေးလေးအဲ့တေးသေးလေးကဖះကိုပုံကန်ရဲတယ်နော်အဲ့ဒါဖြစ်နိုင်သလားကျွန်တော်တို့ခန္ဓာကိုယ်မှာတခါတရံမှာအလေးတေးသေးလေးလာဖောက်ရင်တကူလုံးနာလားနာတယ်တေးသေးလေးပဲလေဒါပေမဲ့နာသလားနာတယ်နော်ဒီနေ့အဲ့တေးသေးလေးတွေကဘာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုဆိုပိုဆိုးတာပေါ့ကဘာလုံးကြီးတစ်ခုလုံးအောင်တေးသေးလေးလို့မြင်ကျွန်တော်တို့အင်္ဂါဘယ်လောက်ကြီးမလဲဖះရှိမှာနော်အဲ့ကျွန်တော်အဲ့ဟာတွေကိုစင်ကျင်တဲ့အခါမှာစัจ java ရာကြီးအကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာလေဖះရဲ့ကြီးမြတ်ခြင်းကိုတွေ့တယ်နော်အဲ့ဒါနဲ့ဒီမှာတစ်ဖက်တစ်ချက်မှာတဲ့နော်ဥမေတစ်ဖက်တစ်ချက်မှာဒါဝိဒ်ကရှေ့ရှောလုကအိတ်တယ်အငယ်လေးမှာဒါဝိဒ်လူတို့ကလည်းထာဝရဘုရားကတင်ဤရန်သူကိုသစ်လက်၌ငါအပ်မည်သူ၌တင်ပြုခြင်းတိုင်းပြုရသောအခွင့်ရှိလိမ့်မည်ဟုကိုရောအားမိန့်တော်မူသောနေ့ရက်ရောက်ပါပြီဟုဆိုကြလျင်ဒါဝိဒ်သည်ထား၍ရှောလုဝတ်လျက်ရှိသောအင်ကြီးအောက်ပိုင်းကိုတိတ်ဆိတ်စွာလှီးဖြတ်လေဒါဝိဒ်ရဲ့နောက်လိုက်နောက်သားတွေကကိုရောဖယားသခင်ကကိုရောရန်သူတွေကိုကိုရောရဲ့ရန်သူကိုကိုရောခြေတောက်အောက်မှာထားမယ်လို့ပြောတဲ့အမှုဒီနေ့ရောက်ကျွန်တော်တို့ဖယားလူတွေဆိုတာလေအခွင့်အရေးရတိုင်းမယူဘူးအခွင့်အရေးရတိုင်းမယူဖယားလူမှန်တတိပြုอ่ะဒါငါခွင်ပဲဆိုတာမရှိဘူးဖယားလူမှာဘုရားသခင်ပြင်ဆင်ပေးတဲ့နေ့ကိုရိုးသားစွာရိုးသေးစွာဖြစ်ပါလို့ကြလေစောင့်ကြတယ်ဘုရားလူမှန်စ조사မယူစ조사ယူရင်တင်လောက်တာလေဟုတ်တယ်မလားမစ조사ဘဲနဲ့ဖြစ်လာတာတော့ဘယ်သူလောက်တာလဲဘုရားပေါ့ဒီနေ့ဒီအသင်းတော်လေးကတင်တို့စ조사လို့လားကျွန်တော်စ조사သလားဒါဆိုရင်ဘယ်သူစ조사လဲဘုရားစ조사တယ်အဲ့ထဲမှာကျွန်တော်တို့ပါဝင်ရတာဘယ်လောက်ကောင်းလဲနော်အဲ့ဒါနဲ့ဒါဝိဒ်ဟာရှောလုရဲ့ဝတ်လုံအင်ကြီးအောက်ပိုင်းကိုတိတ်ဆိတ်စွာလှီးဖြတ်ပြီးတော့မတတ်ဘူးတတ်ခွင့်ရတကယ်လို့သာအဲ့နေရာမှာဒါဝိဒ်ကအိပ်ပြီးရှောလုကသာအခွင့်ရတယ်ဆိုရင်ရှောလုဘာလုပ်မှာလဲတတ်မှာနော်နောက်တစ်ခါတည်းရန်ကျွန်တော်ပြောကျွန်တော်တို့အရင်စိတ်နဲ့ဆိုရင်ကျွန်တော်တို့အရင်စိတ်ကဘယ်သူနဲ့တူလဲရှောလုနဲ့တူတယ်ဒုတိယလူကတော့ဘယ်သူနဲ့တူလဲဒါဝိဒ်နဲ့တူတယ်အဲ့ဒါကြောင့်တစ်ခါတည်းကျရင်အဲ့နှစ်ခုကကျွန်တော်တို့ထဲမှာဒွန်ဆွဲနေတယ်ဟုတ်တယ်မလားရှောလုလိုစိတ်ကတော့ငါ့ကိုဒီလိုပြောတဲ့ကောင်ငါတော့ထိုးပလိုက်မယ်လက်ညှိုးနဲ့ဘဲကမြည်တာလေကျွန်တော်မိုက်ကလားဆရာမလေးကျွန်တော်မိုက်ကိုနည်းနည်းတိုးပေးလိုက်ပါလားကျဲလွန်းလို့လားမသိဘူးကျွန်တော်တို့အထဲမှာရှိတဲ့ရှောလုလိုစိတ်ဟာပေါ်ထွန်းတတ်တယ်တခါတရံပါလေဒါကြောင့်အဲ့လိုပေါ်ထွန်းတဲ့အချိန်မှာကျွန်တော်တို့ကြုံရတာဘယ်လိုကြုံရတာလဲအရင်စိတ်နဲ့ဆိုရင်တော့အဲ့ဒါဘာကိုကြုံရတာလဲရှောလုစိတ်ဒါဝိဒ်စိတ်ကတော့တတ်ခွင့်ရတာတော့မတတ်ဘူးဒါပေမဲ့ပြတော့ပြလိုက်တယ်ဘယ်လိုပြလဲဆိုအင်ကြီးလေးကိုဘာလုပ်လဲလှီးဖြတ်အဲ့ဒီလှီးဖြတ်တာတော့နောင်တရမိသွားတယ်ဒါဝိဒ်ကကြည့်နော်တတ်တာမဟုတ်လှီးပဲလှီးလိုက်တာပြန်ပြောချင်လုံးလေမင်းကငါတတ်ခွင့်ရတယ်ငါမတတ်ဘူးနော်လို့ပြချင်လုံးလို့သူ့ရဲ့ပိုင်ဆိုင်တဲ့အင်ကြီးလေးကိုလှီးလိုက်တာတော့ဒါဝိဒ်ကအငယ်ငါးမှာပြန်ရဒါကြောင့်ကျွန်တော်တို့ကတစ်ခါတရံမှာလေရှောလုစိတ်ပေါ်လာပြီးတော့ပြောလိုက်တာနောက်ခဏနေတော့ဖះနဲ့ပြန်ဆင်ချင်တော့ကိုပြန်ဝမ်းနေတဲ့ချိန်နေလေရှိသွားတယ်ဩငါမပြောသင့်ဘူးလို့နားလေသွားအခုဒီမှာငါမှာထို့သို့ရှောလု၏အင်ကြီးကိုလှီးဖြတ်မိသောကြောင့်ဒါဝိဒ်သည်နောက်တဖန်နောင်တရ၍
ထာဝရဘုရားပေးတော်မူသောဗိသိက်ကိုခံသောငါအရှင်သည်ထာဝရဘုရားအခွင့်နှင့်ဗိသိက်ခံသူဖြစ်သောကြောင့်ထိုအရှင်ကိုထိခိုက်ခြင်းကငါလက်ဆန့်သောအမှုကိုထာဝရဘုရားစီးတားတော်မူပါစေတော်ဟုမိမိလူတို့အားဆိုသဖြင့်ဝမ်းနည်းသွားဘာလေးလှီးလိုက်ပြီလို့လဲဝစ်လုံလေးကိုသွားလှီးမလိုက်အော်ငါဖယားဗိတ်သိက်ပေးတဲ့သူကိုပြစ်မှားပါပြီလားတကယ်တော့အဲ့ဒီရှောလူကသူ့ပေါ်မှာဘယ်လောက်ကောင်းလဲနည်းနည်းတော့မကောင်းဘူးတိုက်ရင်တော့တပ်ပစ်တင်သလားတပ်ပစ်တင်တယ်ဒါနဲ့ဒါဝိဒ်မလုပ်ဘူးအဲ့ဒါဒါဝိဒ်ရဲ့ legacy တမိုင်းဖြစ်သွားဒါဒီနေ့ဒီအသင်းတော်မှာလဲကျွန်တော်တို့ပြုခဲ့လုပ်ခဲ့တဲ့အရာတွေနောက်မှာနောင်တမရချဆိုတယ်အစတည်းကဖယားကိုအမိပြုပြီးလုပ်ခဲ့ကြတယ်မဟုတ်လားငယ်ခုနှစ်မှာရှောလူကိုထိခိုက်စေခြင်းကအခွင့်မပေးမြစ်တားလေ၏ရှောလူသည်လည်းထ၍ဥမင်ထဲမှထွက်သွားလေဆိုရှောလူကတော့မသိရှာဘူးရန်သူသူ့နာလာခဲ့တယ်ဆိုတာကိုရှောလူသိသလားဘာကြောင့်လဲသိလားသူ့ကိုနှိုးဆော်မဲ့သူမရှိဘူးလေဒီနေ့လေကျွန်တော်တို့လောကမှာနေစဉ်ကာလလောကီမှာရှိနေတဲ့အပြစ်သားတွေဟာသူတို့အပြစ်လုပ်နေတယ်ဆိုတာကိုနားလေသလားနားမလဲဘာကြောင့်လဲတင်မဲ့သူမရှိဘူးဒါပေမဲ့ဖယားသားသမီးတွေကြတော့အပြစ်လုပ်ပြီဆိုတာနဲ့ဘေးနာယုံကြည်သူတွေကဝိုင်းတွေ့သလားဘာကြောင့်လဲနိုးစော်မဲ့သူထောက်ပြမဲ့သူဖယားထားလို့လေဒါကြောင့်ကိုယ့်ကိုအပြစ်ရှိလို့လက်ညှိုးထိုးလိုက်တာဝမ်းမနေပါနဲ့အဲ့ဒီလူကိုတောင်ချစ်ရအောင်မယ်ကိုရမှာအတင်းပြောတာထဲဆိုင်ရင်ရှေ့မှာမင်းဒါလုပ်တာမကောင်းဘူးလို့ဖော်ပြတဲ့သူကတာပြီးကောင်းသလားကောင်းတယ်သဘောကျကြရနော်ကဲကောင်းရင်အဲ့ဒါနဲ့အငယ်ရှင်းမှာထို့နောက်ဒါဝိဒ်သည်ထား၍ဥမင်ထဲကထွက်လျင်ကျွန်တော်ဤသခင်အရှင်မင်းကြီးဒါဝိဒ်ပြစ်မှားသလားရှောလူကိုမပြစ်မှားဘူးနော်ခေါ်တာတော့မလို့ခေါ်လဲကျွန်တော်ဤသခင်အရှင်မင်းကြီးဟုရှောလူနောက်၌ဟစ်သည်ဖြင့်ရှောလူသည်နောက်သို့လှည့်ကြည့်သောအခါဒါဝိဒ်သည်မြေပေါ်၌ဥချ၍ပြတ်ဝတ်လျက်ဒါဝိဒ်ဘာလုပ်တယ်လေဥချတယ်တဲ့ပြတ်ဝတ်တယ်ဒါတော့တချို့တွေကျွန်တော်တို့ခုဗုဒ္ဓဘာသာပြောင်းလဲလာတော့မိဘတွေကိုသွားကြော့တဲ့အခါမှာခရိယန်တွေကဝေဖန်တယ်လူကိုကြော့တယ်မဟုတ်ဘူးအဲ့ဒါကြော့တယ်ဆိုတာပူဇော်တာပြောတာမဟုတ်ယိုသေးပေးတာဖြစ်တယ်ကျမ်းစာထဲမှာမောရှေလည်းသူ့ရောက်ခမတွေကိုဘာလုပ်လဲပြတ်ဝတ်တယ်နော်သူရောက်ခမတွေရှိကျွန်တော်တို့အိမ်မှာအဖေတွေအမေတွေရှိအဖေအမေကကောင်းကြီးပေးမယ်ဆိုကျွန်တော်တို့အဖေအမေရှိမှဘာလုပ်ကြလဲဒူးထောက်တာအဲ့ဒါသူတို့ကိုကိုးကွယ်တာဟုတ်သလားမဟုတ်ဘူးသူတို့ပေးမဲ့ကောင်းကြီးကိုဘာလုပ်တာလဲယိုသေးစွာနဲ့ခံယူဖို့ပြင်ဆင်တာပါပဲဒါကြောင့်အမှုအရာတစ်ခုဟာအမြဲတမ်းworship လုပ်တာမျိုးမဟုတ်ဘူးသဘောကျနော်အဲ့ဒါနဲ့ဥချ၍ပြတ်ဝတ်လျက်ဒါဝိဒ်သည်ကိုရောဤအကျိုးကိုဖျက်အံ့သောငါရှာကြံသည်ဟုလူအချို့ပြောသောစကားကိုအဘဲကြောင့်နားထောင်တော်မူသည်။ကျွန်တော်ဒီနေ့အဲ့ဒါလေးကိုဖတ်တော့ကျွန်တော်လည်းပြန်ဆင်ခြင်မိသွားတခါတလေကျွန်တော်လည်းအဲ့မေးခွန်းမေးချင်တာတစုံတစ်ယောက်တော်သူကျွန်တော်ဒီအမှုမှာကျွန်တော်အကျိုးကိုဖျက်ဖို့ရန်ကျွန်တော်ရှာကြံဘူးသလားလို့မေးဘူးချင်တာတခါတလေကျွန်တော်ဟာတိဆောက်တော်သူလားဖြိုဖျက်တော်သူလားသင်မသိဘူးလားလို့မေးပြချင်တာမျက်နှာချင်းဆိုင်ဒါပေမဲ့ကျွန်တော်မေးခွင့်မရသေးလို့ဒါဝိဒ်သည်ကိုရောဤအကျိုးကိုဖျက်အံ့သောငါရှာကြံသည်ဟုလူအချို့ပြောသောစကားကိုအဘဲကြောင့်နားထောင်တော်မူသည်။ကိုရောနဲ့ကျွန်တော်ဂျားမှာလူတွေကဘာလုပ်လဲပောက်ကရအကြံပေးတယ်ပောက်ကရပြောတာကိုရောဘာကြောင့်နားထောင်တာလဲယနေ့ထာဝရဘုရားသည်ဥမင်ထဲမှာကိုရောကိုကျွန်တော်လက်၌အပ်တော်မူကြောင်းကိုကြည့်ရှုတော်မူပါအသက်တော်ကိုတတ်စေခြင်းကအချို့တို့သည်တိုက်တွန်းတော်လဲကျွန်တော်သည်နှမျောသောစိတ်ရှိ၍ငါအရှင်သည်ထာဝရဘုရား၏ဗိသိက်ခံသူဖြစ်တော်မူသောကြောင့်ထိုအရှင်ကိုထိခိုက်ခြင်းကငါသည်လက်ကိုမဆန့်ဟုအကြံရှိပါ၏ထိုမှတပါကျွန်တော်အဘကြည့်ရှုတော်မူပါကျွန်တော်လက်၌အင်ကြီးတော်အောက်ပိုင်းကိုကြည့်ရှုတော်ကျွန်တော်လက်၌အင်ကြီးတော်အောက်ပိုင်းကိုကြည့်ရှုတော်မူပါအသက်တော်ကိုမသက်အင်ကြီးတော်အောက်ပိုင်းကိုလှီးဖြတ်ယုံမျှသာပြုသောကြောင့်ကျွန်တော်၌ဒုစရိုက်အပြစ်မရှိလွန်ကျူးခြင်းမရှိကြောင်းကိုသိမြင်တော်မူပါကိုတော့ကိုမပြစ်မှားပါသို့တော်လဲကျွန်တော်အသက်ကိုတတ်အံ့သောငါလိုက်၍ရှာတော်မူပါသည်တကား
ကိုရောကိုကျွန်တော်တတ်ခွင့်ရသည့်တိုင်အောင်ဒီမှာကြည့်ပါကိုရောအဝတ်စားကိုကြည့်ပါကျွန်တော်ဒီမှာယူလာတဲ့အရာဟာကိုရောရဲ့အဝတ်စားဖြစ်တယ်ကိုရောကိုတတ်ခွင့်ရသည့်တိုင်အောင်ကျွန်တော်မတတ်ဘူးမပြစ်မှားဘူးကိုရောကိုစိတ်နဲ့လည်းမပြစ်မှားဘူးကိုယ်နဲ့လည်းမပြစ်မှားဘူးဝိညာဉ်အားဖြင့်လည်းမပြစ်မှားဘူးဒါပေမဲ့ကိုရောကတော့ကျွန်တော်အသက်ကိုတတ်ဖို့ရန်ရှာပါပြီလားကျွန်တော်တို့လည်းတခါတရံမှာကိုကျေးဇူးပြုတယ်ကိုရှိကြရတယ်မဟုတ်လားဒါပေမဲ့အဲ့ဒီလူတွေကကိုယ့်ကိုပြန်ပြီးမတိမမှတ်တဲ့အခါမှာဝမ်းနေတကယ်လို့ပေါ့ငယ်ဆက်နေမှာထာဝရဘုရားသည်ကျွန်တော်နဲ့ကိုရော့ဆက်ကြားမှာစီရင်တော်မူပါစေတော့ဘသူကိုတက်တည်ထားပလိုက်လေဘုရားကိုအဲ့ဒါနဲ့ဆက်ဖတ်ရင်ရှေးစကားပုံလာသည့်အတိုင်းစိုးသောသူလက်မှစိုးသောအမှုထွက်တတ်၏သူတို့ဣသရေလမှာလည်းစကားပုံရှိတယ်စိုးသောသူလက်မှဘာထွက်လဲစိုးသောမစင်ကင်ထားတဲ့လက်ကနေတစုံတစ်ခုတန်ရှင်းသောအရာကိုကန်၍ပေးရင်လည်းအဲ့ဒီတန်ရှင်းသောအရာမှာဘာအနံ့ထွက်နေမှာလဲမစင်နဲ့ပဲထွက်နေမှာပေါ့အဲ့ဒါပေးတဲ့ပစ္စည်းကြောင့်မဟုတ်ဘဲနဲ့ပေးတဲ့လက်ကြောင့်ဖြစ်တယ်ဒီနေ့လဲကျွန်တော်တို့ဖျားသားမှန်ပြီးအပြစ်ကနေခွင့်လွှတ်ခြင်းကိုရတော်သူမှန်ပြီးဝိညာဉ်တော်နဲ့သွားတဲ့သူမှန်ပြီးဆိုရင်ကျွန်တော်တို့အထက်ကဖျားမကြိုက်မနစ်သက်တာမျိုးထွက်တင်သလားမထွက်တင်တော့ဘူးအဲ့နဲ့ငယ်ဆက်လေးမှာဣသရေလရှင်ဘုရင်သည်အဘယ်သူ၏အတွက်ကြောင့်ကြွလာတော်မူသည်။ခွေးသေးကောင်ကိုလိုက်၍ရှာတော်မူသလောခွေးလေးကိုလိုက်၍ရှာတော်မူသလောသူကိုယ်သူဒါဝိဒ်ကဘာနဲ့နှိုင်းလိုက်လဲခွေးကိုရှာသလားတို့ဖြစ်၍ထာဝရဘုရားသည်တရားသူကြီးလှုပ်တော်မူပါစေသောဘုရားကိုတတ်သိထားအဲကြောင့်ဒီနေ့လဲတချို့အရာတွေမှာကျွန်တော်မပြောတဲ့အရာတွေကျွန်တော်မလုပ်တဲ့အရာတွေကိုကျွန်တော်ကိုဆွဆွဲတဲ့အခါမှာကျွန်တော်စိတ်ထဲကနေသူတို့နဲ့ကျွန်တော်ကြားမှာကိုတော်သက်သေဖြစ်ပါစေကျွန်တော်ပြောသည်မပြောသည်ကိုတော်သိတော်မူ၏အခုကျွန်တော်ကိုတချို့ကရန်ညှိုးဖွက်ထားတယ်လို့ကြားတခါတဲ့ကျွန်တော်မပြောတဲ့အရာတွေကိုသိမ်းထားပြီးတော့အဲ့ဒါပီတာထုပြောတယ်ကျွန်တော်လည်းငငယ်ရွယ်နဲ့အဲ့ဒါမျိုးကြုံရတာဝမ်းသာတယ်အသက်ကြီးမှဆိုမခံနိုင်မှဆိုရတယ်လေဘာကြောင့်လဲဆိုအသက်ကြီးလာရင်သူများကိုသင်ဖို့လိုတာ哦ကြည့်ရှု၍ကျွန်တော်အမှုကိုစောင့်သဖြင့်ကျွန်တော်ကိုကိုတော်လက်မှာကယ်လွတ်တော်မူပါစေတော်ဟုရှောလူအားလျှောက်ဆို၏ထို့သောဒါဝိဒ်သည်ရှောလူအားအကုန်ရှင်ဆောက်ဆိုပြီးမှရှောလူကငါသားဒါဝိဒ်ငါကြားသောစကားတန်သည်တစ်စကားတန်လောဟုမေးလျက်အသံကိုလွှင့်၍ငိုကြွေးလေ၏ကြည့်ရတာဒါဝိဒ်ကတောထဲကနေအော်တယ်ထင်တယ်အဲ့တော့ဒါဝိဒ်အတန်ကိုကြားရတယ်ဒါဝိဒ်ကိုမတွေ့ရဘူးအဲ့ဒါနဲ့ရှောလူကငါသားဒါဝိဒ်အဲ့ဒါကမင်းအတန်လားအဲ့ဒါသူစိတ်နှလုံးပါလျက်ငါသားလို့ခေါ်တာဟုတ်နိုင်မလားကျွန်တော်ကတော့ဟုတ်မယ်မထင်ဘူးဒါကြောင့်ကျွန်တော်ဆရာကြီးအရန်တတိယကျွန်တော်သိမယုံဘူးအဲ့ဒါမျိုးနော်ဆရာနေကောင်းရဲ့လားကျွန်တော်သိမယုံဘူးအဲ့ဒါမျိုးတချို့ကျွန်တော်ကိုမကောင်းကြံထားတဲ့သူတွေကိုပြောတာပါနော်ကောင်းကျွန်တော်နဲ့အတူသွားလာတဲ့သူကတော့မရှိနိုင်နေ့တိုင်းကျွန်တော်ကိုဆက်သွယ်နေတဲ့သူကတော့မဖြစ်နိုင်ဘူးလေဒါပေမဲ့ဥပမာဆိုကြပါစို့မတွေ့လဲမတွေ့မနှုတ်လဲမနှုတ်ဆက်ကျွန်တော်ကိုရမှာလဲကျွန်တော်အတင်းပြောတွေ့ခါမှဆရာအတွက်အမြဲတမ်းဆူတောင်းပေးနေတယ်တော့ကျွန်တော်မယုံဘူးပဲလားမယုံနိုင်ဘူးဒီနေ့လဲတစ်ချိန်လုံးတတ်ဖို့ရန်ရှာနေတဲ့သူကငါသားလို့ခေါ်တာဒါဝိဒ်ယုံမလားမယုံဘူးဒါကြောင့်ထွက်မလားဖတ်ရတဖန်လဲတင်းဒီငါထက်သာ၍တရားဆောင်၏ရှောလို့ပရိယေဆိုတာကြောက်စရာကောင်းတယ်နော်တင်းအကျိုးကိုငါဖြတ်တော်လဲတင်းဒီငါနဲ့အကျိုးကျေးဇူးပြုပြီးနောင်တရတဲ့အသံလို့နော်ဟန်ဆောင်တဲ့သူတွေလဲနောင်တရတယ်လို့ဟန်ဆောင်တတ်သလားသိဆောင်တတ်တာကျွန်တော်တို့လောလောလတ်လတ်ရှိထားတယ်မဟုတ်လားနောက်တာရတယ်လို့ကျွန်တော်အရန်နောက်တာရပြီကြုံချတယ်မဟုတ်လားဒီအသင်းတော်မှာတကယ်လည်းမရပဲနဲ့ကျွန်တော်တို့တော်တော်ခံလိုက်ရတယ်နော်ကျွန်တော်တို့ငါအားတွေလေဆက်ရှက်မှာငါ၌အဘယ်သို့ကျေးဇူးပြုသည်ကိုသင်သည်ယနေ့ပြပြီ
အကြောင်းမူကားထာဝရဘုရားသည်ငါ့ကိုတင်းလက်၌အပ်တော်မူတော်လဲတင်းသည်မတတ်တဲ့ဘဲနေပါပြီတကားလူသည်ရန်သူကိုတွေ့လျင်ချမ်းသာစွာလွတ်လိမ့်မည်လောတို့ဖြစ်၍တင်းသည်ငါ၌ယနေ့ပြုသောကျေးဇူးကိုထာဝရဘုရားဆက်တော်မူပါစေသောသူကလည်းဘုရားနာမဟန်ဆောင်တဲ့သူလည်းဘုရားနာမသုံးတာပဲနော်အဲ့ဒါနဲ့ငွေ20မှာယခုမှတင်းသည်စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု၍၎င်းအဲ့ဒါသူကြိုက်သလားဒါဝိဒ်ဣသရေလရှင်ဘုရင်ဖြစ်မှာရှောလူကြိုက်သလားမကြိုက်ဘူးလားဒါပေမဲ့သူပြောတယ်နော်ဒါတော့တခါတည်းဆရာကိုဖျားတားသုံးတယ်မကြကျွန်တော်သိတဲ့ဘောမကြောက်နော်တချို့ဟာတယ်thank you အဲ့ဒါနဲ့ကြည့်ဣသရေလနိုင်ငံသည်တင်းလက်၌တီလိမ့်မည်ဟု၍၎င်းငါအမှန်သိ၏သိလို့သူလောက်တာလေတို့ဖြစ်၍တင်းသည်ငါဤသားစဉ်မြေဆက်တို့ကိုမတုတ်တင်ငါအဆွေအမျိုးထဲကငါဤနာမကိုမပယ်ရှင်းမည်အကြောင်းထာဝရဘုရားကိုတိုင်တယ်၍ငါအားကျိန်ဆိုခြင်းကိုပြုလို့ဟုဒါဝိဒ်အားဆိုပြီးမှနောက်ဆုံးအဆုံးသတ်ကြတော့သူဘသူ့ကိုဘသူကာကွယ်တာလဲဒါဝိဒ်ကိုချီးမြှောက်တယ်လို့နဲ့နောက်ဆုံးမှဘသူကသူ့ကိုသူဘာလုပ်တာလဲကာကွယ်တယ်ဒါပေမဲ့ရှောလူမသိတာကသူ့ကိုစီရင်မဲ့သူကဒါဝိဒ်မဟုတ်ဘူးဘသူလဲဖယားဆိုတာသူနားမလဲဘူးရှောလူနဲ့ရှောလူအိမ်သူအိမ်သားတွေအားလုံးအသေးဆုံးနဲ့တည်ရတယ်နော်ဘလောက်ဆိုးတယ်လဲနောက်ပိုင်းကျရင်သိလိမ့်မယ်ရှောလူအလောင်းကိုတကြိုပေးမဲ့သူမရှိဘူးသူ့အလောင်းကြီးကိုပါလက်စတိုင်းတွေကယူသွားပြီးခေါင်းတခြားကိုတခြားလုပ်ပြီးမြို့ပြင်မှာသွားချိတ်ထားတာရှင်ဘရင်ရဲ့အလောင်းဟာအသေးရှိသလားတည်သွားတာတော့မရှိဘူးဒါဝိဒ်သည်ရှောလူအားကျိန်ဆိုခြင်းကိုပြု၍ရှောလူသည်မိမိနေရာမှသွား၏ဒါဝိဒ်နှင့်သူ၏လူတို့သည်ခိုင်ခန့်သောအရာသို့သွားကြ၏ဒါဝိဒ်ယုံနေဆိုရင်ရှောလူခုနကပြန်ပြောတာတကယ်နောင်တရလို့ရှောလူနောက်တကယ်နောင်တရလို့ခေါ်တာမှန်တယ်ဆိုရင်ဒါဝိဒ်ဘာလုပ်မှာလဲပြန်သွားမှာပေါ့အခုတော့ဒါဝိဒ်ပြန်သွားသလားမတော်ဒါဝိဒ်ကသိပညာရှိတယ်ဘာကြောင့်ဒါဝိဒ်ပညာရှိတာလဲသူ့နောက်မှာဘာလို့ရှိလဲဖယားရှိတယ်ဒါကြောင့်ကျွန်တော်တို့လည်းငါတို့ဒီလိုလုပ်ကြမယ်ဟိုလိုလုပ်ကြမယ်ပေါင်းရအောင်ပေါင်းမလားဘောင်ကျွန်တော်တိတ်မယုံနော်မျက်စိလေးရှေ့မှာခဏလေးညီညွတ်တာလေးကိုတွေ့ပြီးတော့သွားမယုံနဲ့နောက်မှာအများကြီးရှိနိုင်တယ်နော်ရှေ့မှာမြင်နေရတဲ့အစာလေးတစ်လုံးအတွက်မလုံနဲ့နောက်မှာနောက်ဆက်တွဲအေဝါဟာပထမအဆုံးအမျိုးသမီးနော်လို့အမျိုးသမီးအေဝါဟာဘာလေးကိုပဲကြည်တာလေအဲ့ဒီအစာလေးတစ်လုံးကိုပဲကြည်လိုက်တာနောက်ဆက်တွဲသူ့ရဲ့ generation အတွက်သူစဉ်းစားသလားစဉ်းစားဖို့ဒါကြောင့်ဒီအသင်းတော်ဟာအစာတစ်လုံးအတွက်မကြည်နဲ့ခဏလေးပျော်ရွှင်မှုအတွက်မကြည်နဲ့သင်တို့မိသားစုလည်းအဲ့တိုင်းပဲအသက်ရှင်ကျွန်တော်ပြောပြမယ်တိတ်လှပတဲ့ပပုဆိုတာလက်တွေနာလေးရထုရတယ်လွယ်နဲ့လှပတဲ့အယုတ်တစ်ခုကတော့ဘာပဲရနိုင်လဲသိလားတရုတ်ပစ္စည်းတွေကလှသလားဒါပေမဲ့ခိုင်သလားမခိုင်ဘူးအဲ့ဒါဆိုသဘောပေါက်သွားတယ်နော်အဲ့ဒါပဲအဲ့တော့ကြောက်ထွင်းရုပ်ထုကိုချောနေအောင်လုပ်တဲ့ကြောက်စစ်တွေကိုထုတဲ့သူတွေရဲ့လက်မှာအတမာတွေတက်နေတယ်နာနေတယ်ညဘက်မအိတ်နိုင်ဘူးမစုံနိုင်ဘူးမဖြန့်နိုင်ဘူးဒါပေမဲ့ तू အဲ့လိုအနာခံပြီးလှုပ်တဲ့အရာလေးကအစိုးမှာလှပတဲ့ဘဝရုပ်လေးဖြစ်တယ်မဟုတ်လားဒီနေ့လေတင်တို့အိမ်သူအိမ်သားတွေကိုတင်တို့အခုရှာဖွေကြွေးမွေးပြုစုခက်ခဲကြမ်းတမ်းတဲ့ဘဝကိုတိဆောက်တဲ့ဟာမှတ်တိုင်ဖြစ်လာလိမ့်မယ်နောက်တစ်ချိန်မှာသားသမီးတွေကိုရှေ့မှာထိုင်ပြီးပြန်ပြောတဲ့အကြောင်းချင်းဟာဖြစ်လိမ့်မယ်သဘောကျကြဒီနေ့တင်တို့ဘိုးဘေးတွေလှုပ်တာကိုတင်တို့ပြန်ပြောကြတယ်မဟုတ်လားတယောက်နဲ့တယောက်ဘာကြောင့်ပြောတာလဲသူတို့လှုပ်ခဲ့တဲ့ legacy တင်တို့မှရှိလို့လေဒါဆိုရင်တင်တို့သားသမီးတွေကလည်းတနည်းကျရင်တင်တို့အကြောင်းကိုဘာလို့လဲငါအဖေဟာယုံကြည်အားကြီးတော်သူငါအမေဟာယုံကြည်အားကြီးတော်သူဟုတ်တယ်ငါအဖေနဲ့ငါအမေကျွန်တော်တို့ဇနီးမောင်နှံဆို၄နှစ်လောက်ခွာနေရတယ်လေဒါပေမဲ့ငါအမေဟာငါအဖေပေါ်မှာတစ္ဆာရှိတဲ့သူငါအဖေဟာငါအမေကိုတစ္ဆာရှိတဲ့သူလို့ကျွန်တော်တို့သားသမီးတွေမှတ်ကြတယ်သူတို့ချင်းချင်းပြန်ပြောတဲ့အခါမှာပမလာရင်နေမဖြစ်လာဘူးတဲ့ဟိုဟာတသားကိုလေတတဲ့ရလေ
သူတို့အမေရိကန်နိုင်ငံမှာငါနိုင်ငံသားဖြစ်တယ်လို့လူပြောတဲ့အချိန်မှာသူတို့အဲ့စကားပြောကြတယ်နော်ချစ်ချစ်နေကထိုင်းမှာမွေးတယ်သူတို့ချစ်ချစ်သူတို့ legacy ကိုသူတို့မမေ့ဘူးသူတို့သိနော်ဒါကြောင့်မလို့အခုလဲဒါဝိတ်ပဲဖြစ်ဖြစ်ရှောလူပဲဖြစ်ဖြစ်သူတို့လုပ်တဲ့ legacy ဟာကျမ်းစာထဲမှာမလုပ်ပြီလေဒီနေ့ကျွန်တော်တို့ကွယ်ပြောက်သွားရင်ရောဒီကျမ်းစာထဲကဒါဝိတ်နဲ့ရှောလူအကြောင်းပျောက်သွားမလားမပြောဖယားမှတ်တမ်းတင်ပလိုက်ဖယားမှတ်တမ်းတင်လိုက်တဲ့အရာကိုဘယ်သူဖြတ်လို့ရတယ်လဲဘယ်သူမှဖြတ်လို့ဒါကြောင့်ကောင်းသောအမှုကိုလုပ်သည်ဖြစ်စေရုပ်သောအမှုကိုလုပ်သည်ဖြစ်စေဖယားကတော့မလုပ်ပါလဲမှတ်တမ်းတင်ထားမှာဒါကြောင့်ဘယ်အရာနဲ့ကျွန်တော်တို့ credit ယူမလဲအဲ့ဒီအပေါ်မှာဖယားသခင်ကဒီလိုရှိတယ်ကျွန်တော်အခုဥပမာပြောပြမယ်ဂျိုးဘိုင်ဒန်ကြီးကသမရဟုတ်သေးသလားမဟုတ်တော့ဒါပေမဲ့မနေ့ကသတင်းကြည့်သလားဟောဟာဒေါ်နယ်ထရန့်ရဲ့ administrator တယောက်ကျွန်တော်ထင်တာတရားလွှတ်တော်ရှေ့နေထင်တယ်ကြင်ကြတယ်လေပြီးခဲ့တဲ့သမရတက်တန်ဒေါ်နယ်ထရန့်sorry ဂျိုးဘိုင်ဒန်ရဲ့သမရတက်တန်၄နှစ်မှာမက္ကဆီကိုနယ်စပ်ကနေပြီးတော့တရားမဝင်လူတွေကိုလက်ခံတယ်မဟုတ်လားအဲ့ထဲကနေပြီးတော့ဒီအမေရိကန်နိုင်ငံရဲ့မူရစ်ဆိုတော့ ਨੇ ဂိုင်းမှာဘယ်နှယောက်မြောက်လဲနံပါတ်3အဆင့်ရှိတဲ့သူကိုခုမိတယ်လေကြားသလားမကြားဘူးအေးခင်ဗျားတို့မကြားတော့ကျွန်တော်ကပြောရတာရှိတယ်ကျွန်တော်တယောက်တည်းသိတာဟုတ်နော်အေးကျွန်တော်ပြောပါကြည့်လိုက်ရင်တော့ကျွန်တော်တို့ဒီနိုင်ငံထဲကိုတခါတည်းလူတွေဖိတ်ခေါ်လိုက်တယ်လို့ပဲနော်ဒါပေမဲ့ဒီနိုင်ငံကိုဖျက်ဆီးမဲ့သူလဲဘာလို့လဲပါလာတယ်လေဒါကြောင့်ဒီမိုကရက်တွေကအခုနိုင်ငံရေးတုံးသက်တဲ့သူတွေကဒီမိုကရက်တွေခေါင်းပြန်ထောင်နိုင်ဖို့ရနောက်ထပ်အနည်းဆုံးသမရတက်တန်3နှစ်လောက်အချိန်ယူရလိမ့်မယ်။ဘာကြောင့်လဲဒီမိုကရက်တွေကိုပြည်သူတွေကဘာမလုပ်တော့ဘူးလေမကြိုက်တာတဲ့မယုံကျင်တော့ဘူးသဘောကျတယ်မဟုတ်လားအဲ့ဒါဘာဖြစ်သွားဂျိုးဘိုင်ဒန်ရှိသေးလားဒါပေမဲ့သူထားခဲ့တဲ့ legacy ကအခုချိန်ထိတိုင်အောင်နောက်ဆက်တွဲရှိသလားတင်တို့လည်းအတူတူပဲဖျားရှိမှာဒါကျွန်တော်လောကဥပမာကိုပြောတာအခုမြန်မာပြည်မှာငလျင်ဖြစ်တယ်မဟုတ်လားအခု2ရက်ကြော်ပြီနော်2ရက်ကြော်ပြီကယ်ဆယ်ရေးသမားတွေကလာကြည့်လိုက်ဟယ်လိုနှုတ်ဆက်ပြီးပြန်သွားလိုက်ဘာပစ္စည်းမှလည်းမယူလာဘူးလေအခုမြန်မာပြည်မှာဟိုမှာနိုင်ငံတကာကနေလာကယ်ဖို့လေခွင်းမှာလာတော့စစ်နေလိုက်ကြတာကိုနိုင်ငံလာကူတာပဲမဟုတ်လားခမ ्या အိမ်မှာခမ ्या သားလေးအသေးအံဖြစ်နေဆရာဝန်ကလာတယ်တခါတည်းရှေ့ကနေဦးရောင်ကားနဲ့လာခမ ्या အိမ်ပေါက်ကနေနင်တို့ဘာတွေယူလာလဲပြအောင်စစ်မလားအခုမြန်မာပြည်မှာလေငါအားတွေခေါင်းဆောင်လို့တော့နော်အဲ့ဒါပဲကျွန်တော်လည်းမြန်မာပြည်ပြန်ဖန်ခါပါပြောလို့မကုန်နိုင်ဘူးအခုအဲ့လိုဖြစ်နေတာတနာเสียရနော်မြန်မာပြည်မှာဟုတ်တယ်မလားအဲ့အစားအစာတွေထဲမှာဘယ်လိုပါလဲဒါ PDF တင်စီသွားမှာလားNUG ဒီချိန်အားကြည့်ရမယ်ဟာမဟုတ်တော့ဘူးလေဟုတ်တယ်မလားဒီချိန်မှာခဏလေးရက်ဒုက္ခရောက်တဲ့တော်တော်ဆိုးတယ်နော်ဟိုစကိုင်းမြို့လေကောင်းမှာလမ်းတွေကဒီလိုနှစ်ချမ်းကွက်ထွက်သွားတယ်နော်စကိုင်းတရားကြီးပြိုကျသွားတယ်လေပထမတော့ကျွန်တော်တို့အဲ့လောက်ကျွန်တော်ကအစတည်းကသိတယ်မြင်းငလင်က 7.57 ဆိုတဲ့ကတော်တော်ကြီးပြီအဲ့ဒါတွေကိုနားမလည်တဲ့သူကတော့ 7.57 ဆိုတာအဲ့ဒါနှလုံးထိပေးတာလားလို့လုံးမှာတော်တော်ကြီးပြီနော်နောက်မြန်မာနိုင်ငံကအိမ်တွေအားလုံးကအနည်းဆုံးနှစ်ပေါင်းဘယ်လောက်ရှိကုန်ပြီလဲအကုန်လုံးက80နဲ့100ကြားတွေဖြစ်ကုန်ပြီမဟုတ်လားအဲ့တော့ဒီလောက်ကြီးမားတဲ့ငလင်လှုပ်ရင်ဘာဖြစ်ပြီလဲပြိုပြီပေါ့လဲပြီပေါ့နောက်ပြီးတော့ငလင်လှုပ်ပြီးသွားရင်ဘာကြံသေးလဲကျွန်တော်မနေ့ညလည်းပြောဘာကြံသေးလဲနောက်ဆက်တွဲငလင်ငယ်တွေရှိသေးတယ်ဒါကြောင့်လူဟာအိမ်ထဲမှာနေသင့်သလားအဲ့ဒါကိုခရိယာငပိန်းတွေကငလင်ကိုယေရှုနာမနဲ့အမိန့်ပေးတယ်လုပ်နေတာပညာမယ်လွန်းနေဒီအချိန်မှာကျွန်တော်တို့ကလေကျွန်တော်ပြောမယ်နော်ခင်ဗျဖယားသားသမီးမှန်ဘယ်တော့မှခင်ဗျသူများဒုက္ခရောက်နေတဲ့အချိန်မှာအခွင့်ကောင်းမယူနဲ့ဘယ်တော့မှအခွင့်ကောင်းမယူနဲ့
အော်နင်တို့ဒုက္ခရောက်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်နင်တို့လည်းပတ်စံလို့ရဲဆိုတော့နင့်ကာလင်ငါရောင်းလိုက်ပေါ့အဲ့ဒါကူတလူလူနဲ့ကိုခိုးဖို့ကြိုးစားတာဒါဘယ်တော့မှမလုပ်ရဘူးအဲ့ဒါမျိုးကျွန်တော်တို့တင်းတော်မှာမရှိစေအဲ့ဒါရုပ်မာတာတဲ့ဆိုတယ်နော်ဒါကြောင့်ကျွန်တော်တို့တင်းတော်ထဲမှာဘယ်တော့မှအဲ့ဒါမျိုးကျွန်တော်မိသားစုမှာမရှိစေနဲ့ legacy ဖြစ်သွားမယ်အဲ့ဒါနော်တတိပြုကြကုညီနိုင်ကုညီပလိုက်ရော့အဲ့ဒါငါပေးနိုင်လားပြန်ပေးဖို့လည်းမင်းမစင်လားမင်းပေးချင်လည်းမင်းတတ်နိုင်တော့မှပေးအဲ့ဒါအဲ့တတ်နိုင်တော့မှပေးပြောပြီးတော့ဘယ်တော့ပေးမလဲလဲတော့ပြန်မမျောနဲ့ဟုတ်တယ်မလားတချို့တတ်နိုင်တော့မှပေးကျွန်တော်ကားတစ်စီးသူများကိုပေးဖို့တယ်3နှစ်လောက်နားကြီးတယ်အနားမှာသူများပေးအဲ့သူနဲ့အဲ့ကားပုံစံကျွန်တော်ဇနီးတွေကအဲ့ကားကြိုက်တယ်လေအဲ့လိုပုံစံတူလေးကားသွားရင်မိမအောင်မတိုင်ပဲပေးလိုက်တယ်ကျွန်တော်ပြောနေတာလားကျွန်တော်ကအေးဝင်ကလေးဆရာတယောက်ကားအစီအတန်းဖြတ်သွားတော့ဒီနိုင်ငံမှာအေးဝင်ကလေးဆရာတယောက်ကားမရှိတော့ဘူးဆိုဘာကျိုးတာနဲ့အတူတူပဲလေ6ရောက်ကျိုးတာနဲ့အတူတူပဲလေအဲ့ဒါကျွန်တော်တို့က9500လောက်တန်သေးတယ်အဲ့ဒါကျွန်တော်ပေးလိုက်တော့ဆရာလည်းသူ့မှာရှိသမျှပတ်စံအကုန်ပြန်ပေးပါတယ်ပတ်စံ2000လားမသိဘူးအဲ့ဒါနဲ့ကျန်တာကိုကျွန်တော်ပေးပါမယ်နော်လို့သူအချိန်ချင်းပြောတယ်အဲ့ကျွန်တော်လည်းပေးပြီလားသူကမေးတယ်နေပါဦးကွာမင်းစားစရာမရှိတဲ့သူကမင်းကိုဘာနဲ့လာပေးမလဲကျွန်တော်ကပြောတာကား0မိုင်လေးလဲကျွန်တော်ပေးဖို့တယ်နော်ဒါကြောင့်ကျွန်တော်ဒီအချိန်မှာပြန်ရတာမဆန်းဘူးပေးရင်ဘာလုပ်လဲကျွန်တော်တချင်းတစ်ပုတ်ရှိရမလားပေးကြပါပေးရင်ဘာလုပ်မလဲပေးချင်းခံရမယ်လို့လာတယ်မဟုတ်လားဒါကြောင့်အခုခင်ဗျားတို့ကပြန်ပေးတယ်လေကျွန်တော်ခင်ဗျားတို့ကကျွန်တော်ကိုပေးတဲ့အတွက်ခင်ဗျားတို့လည်းဘာရမလဲပေးချင်းခံရမယ်ရုံးမှာကျွန်တော်ပြောတာနော်တယောက်တော့သူကကျွန်တော်ကိုအလှငွေပေးတယ်တဲ့အဲ့ဒါသူဈေးဆိုင်ကအဲ့ဒီကျွန်တော်ကိုပေးပြီးတော့နောက်တစ်ပတ်နှစ်ပတ်မှာရောင်းအားတက်သွားတယ်လို့ပြောတယ်တော့ကျွန်တော်ကမသိဘူးသူသက်သေခံမှသိအဲ့ဒါပဲဒါကြောင့်ကျွန်တော်တို့ဒီအမှုအရာတွေမှာအဆဆရရတဲ့ဒါကြောင့်ကျွန်တော်တို့လုတ်ခဲ့သမျှအားလုံး legacy ဖြစ်သွားမှာဒါဝိတ်ပြောခဲ့သမျှရှောလူပြောခဲ့သမျှဒါဝိတ်လုတ်ခဲ့သမျှရှောလူလုတ်ခဲ့သမျှတမိုင်းကျန်သွားကျွန်တော်တို့လည်းဒီတိုင်းပဲဒီအသင်းတော်ရဲ့တမိုင်းဟာခင်ဗျားတို့ ਨੇ အများကြီးဆက်ဆိုင်တယ်ဒါကျွန်တော်ကအသင်းတော်အဆောက်အုံပိုင်းမဟုတ်လို့ကို့အဆောက်အုံပိုင်းသာဆိုရင်တော့ဟိုးကျွန်တော်တို့အစတီထဲကဓာတ်ပုံလေးတွေကိုနေရန်နေမှာချိန်ထားမှာအဲ့ချိန်ချရင်မိုင်းရွှေလည်းပါမလားပါမှာမဲရီနူလည်းပါမှာကိုဟုံးတို့လည်းကျွန်တော်နှခမ်းမွေးတွေနဲ့လည်းပါအောင်မှာသူကအခုနောက်ပိုင်းတော့နှခမ်းမွေးမရှိတော့ဟုတ်တယ်မလားသူအစပိုင်းမှာနှခမ်းမွေးရိတ်ဖို့ပြောရင်ကျွန်တော်ရန်သူလို့မှတ်တယ်နော်သူကအခုတော့သူကကျွန်တော်ထက်ပိုပြောင်းတယ်အဲ့ဒါတွေတမိုင်းတွေပဲเนาะကဲကောင်းပြီဒီလောက်နဲ့နားရအောင်စင်ချင်းနှလုံးသွင်းစရာအကြောင်းအရာအမျိုးစုံကိုဘုရားရှင်ဆက်ရွေးပေးတော်မူပါစေဆုတောင်းကြစို့ကိုရရှင်